မော်လမြိုင်တက္ကသိုလ်အမှတ်တရရေးဆက်တည်ကုန်းခဲ့တာဖြစ်ပြီးယခုဒီတခြင်းကိုတော့ရခင်စတင်တည်ဆိုခဲ့သူမူရင်းတေးတန်ရှင်မော်လမြိုင်ကောလိပ်ကျောင်းသူဟောင်းဒေါ်လှလှကျင်းနဲ့အဖွဲ့ကတည်ဆိုဖျော်ဖြေမှာဖြစ်ပါတယ်ရှင်နာတော်တာဆင်ခန်းစားကြည့်ပါရှင်ငွေလာညာကြာပြူပွင့်လို့လေးတရားမွေးသေးလေယူယူကြိုင်နိုင်လာရောင်ချစ်တော်ပါနဲ့ပန်းကိုချစ်တော်လာရီရထာနီးဆုံးရလေဒီပါစင်ဆက်ရှိညစင်မပြတ်ပြီးငွေလာညာတိုင်းညာတိုင်းတော်နေကြာပြူပွင့်လို့လေးတရားမွေးနေယူယူကြိုင်နိုင်လာရောင်ချစ်တော်ပါနဲ့ပန်းကိုချစ်တော်လာရီရထာနီးဆုံးရလေဒီတောင်းစင်ဆက်ရှိညစီမပြတ်ပြီးငွေလာညာတိုင်းညာတိုင်းတော်နေသည်လာလာလေးလာစတော့ဘယ်မှပြတ်မှန်ကြပြီပညာဆိုကြမျိုးပန်းစင်မြတ်မှငုံတင်နေပညာဆိုကြမျိုးပန်းဘယ်လာဟုတ်တော့ဝင့်ပြီမေတ္တာဆိုဝေလာထုံးမှကြာမှခိုင်မြတ်သူပွင့်တတ်ပြီးယထာနီးဆုံးရလေပြီတောင်းစင်ဆက်ရှိညစင်မပြတ်ပြီးငွေလာညာတိုင်းညာတိုင်းလာနေသည်လာလာလေးလာစတော့ဘယ်မှပြတ်မှန်ကြပြီပညာဆိုကြမျိုးပန်းစင်မြတ်မှငုံတင်ပြီးပညာဆိုကြမျိုးပန်းဘယ်လာဟုတ်တော့ဝင့်ပြီမေတ္တာဆိုဝေလာထုံးမှ
က